လူချင်းမင်းတို့ကဘာကြောင့်တောရှင်းတွေခဏခဏကျိုးနေရတာလဲကျွန်တော်တောရှင်းကိုထိန်းထားတဲ့ butterfly ဂိုင်းပုတ်တွေပြတ်တဲ့အခါကာအနှိမ့်မြင့်မညီတဲ့အခါမှာတောရှင်းတွေကိုကျိုးစေပါတယ်တောရှင်းကျိုးနေမဟုတ်ပါဘူးရှေ့လက်ဝါးအထိုင်တွေပွင့်ထွက်ကွဲထွက်တတ်တယ်လို့ကျွန်တော်တောရှင်းတွေခဏခဏကျိုးတဲ့ပြဿနာတွေကိုကြုံတွေ့နေရတာဖြစ်ပါတယ်ဒါတချို့အရန်ဆိုးရတဲ့ကားတွေဆိုရင်အခုလိုပုံစံမျိုးဒါအပေါ်ဂိုင်းရှက်တွေထပ်ပိုင်းကျိုးတဲ့ပြဿနာတွေကိုကြုံတွေ့နေရပါတယ်တချို့အန်စာတုံးကားတွေဆိုရင်အပေါ် butterfly guide frame အထိုင်တွေအစအကုန်လန်ထွက်တဲ့အားကိုတွေ့ရပါတယ်ဒီကားလေးဆိုရင်တော့ဒါ butterfly guide အရွက်ဒါလန်ထွက်သွားတဲ့ပုံစံလေးဖြစ်ပါတယ်ရှေ့လက်ဝါးအထိုင်တွေကွဲထွက်တတ်တယ်လို့ဒါနောက်လက်ဝါးတောရှင်းအထိုင်တွေကွဲထွက်တတ်တဲ့ပြဿနာတွေလည်းကြုံတွေ့နေရတာဖြစ်ပါတယ်တောရှင်းတွေခဏခဏမျိုးစုံပုံစံစုံကျိုးနေတဲ့ပြဿနာတွေလည်းကျွန်တော်တို့တွေ့နေရပါတယ်အဲ့တော့မိမိကအမုန်းလဲခိုင်းမယ်ဝေမြများလဲတင်သုံးမယ်ဆိုရင်ဒါကိုပြုတ်ပြင်းနေရဆိုင်မှာဒါဂိုင်းဘုတ်တွေကောင်းမကောင်းတေချာစစ်ခိုင်းလိုအပ်ရင်လဲထားတင်ပါတယ်ပြီးတော့ကားကိုလည်းဘယ်ညာအနှိမ့်မြင့်ညီပါစေကားတစ်ချမ်းစောင်းနေရင်လည်းဒါတောရှင်းတွေကိုခဏခဏကျိုးစေပါတယ်ဘတ်တာဖလိုင်းဂိုင်းဘုတ်တွေကောင်းမှအဲ့ဒီဘတ်တာဖလိုင်းဂိုင်းမှာဘောကျွိုင်းတွေမိန်လုံးတိုက်လို့တွေကဒါအလိုက်တင်ကစားအလုပ်လုပ်ပေးမှဖြစ်ပါတယ်ဒါလို့ဆိုရင်အားလုံးလည်းဘုဟုတ္တရရှိကြမယ်လို့ထင်ပါတယ်အားလုံးလည်းနေကောင်းချမ်းမှာအန်ရကင်းလို့ဘေးရှင်းကြပါစေခင်ဗျာ